မင်းချက်နေနဲ့ကိုခုံးမိတာဒါတွေကအစကန်ဆန်ကပူလုံးမှုပေးပါတယ်ပေါ့နော် ထိုင်းမှာနေပြီးတော့ပကံစကွန်ကြောင်းကိုတေချာမသိတဲ့အခါမှာပေါ့နော်နေမကောင်းဖြစ်လို့ရှိရင်ဆေးရုံသွားရင်ပတ်စံနေအများကြီးကုန်မယ်ဆိုပြီးတော့ဆေးရုံရှောင်ကြတဲ့သူတွေလည်းရှိရပေါ့နော် ကိုယ်တိုင်လည်းဆေးရုံမှာပတ်စံအများကြီးကုန်ခဲ့ဘူးလေသူဆိုတော့ ဒါပေမဲ့လည်းသိထားရမှာပေါ့နော်ထိုင်းမှာတရားဝင်အလုပ်လုပ်နေတဲ့ပကံစကွန်လည်းဝင်ထားရဆိုလို့ရှိရင်ဒီလိုမျိုးဆေးကုသဆေးအထောက်ပံ့တွေကလေးအထောက်ပံ့တွေဒီလိုအထောက်ပံ့တွေကကိုယ်မှာရပိုင်ခွင့်ရှိရဲ့အခွင့်အရေးပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးတွေကိုပေါ့နော်ပို့ပြီးတော့ထည့်တဲ့ဝင်သိချင်တယ်ဆိုလို့ရှိရင်သတင်းကောင်းလေးကတော့စစ်ပီတန်စမုတ်ပရာကန်ဖက်ကစားရုံးမှာတင်ကြားပေးနေပါတယ် မင်းချက်နေနဲ့ကိုခုံးမိတာဒါတွေကအစကန်ဆန်ကပူလုံးမှုပေးပါတယ်ပေါ့နော်ရှိတယ်ကိုလုံးကျန်တဲ့လူတွေရှိတယ်နော်စီရောစီဥပမပေးဘူးနော်ဘယ်ဟာပဲပြောင်းလဲလဲအနားစုမှာပေါ့ပကန်းဆန်နံပါတ်ကမပြောင်းလဲသူကတ်တော့နေဒီနံပါတ်ကအကုန်လာ အချိန်ကတစ်ချိန်ရှိရ7နာရီတစ်ချိန်3နာရီတစ်ချိန်ဆိုတော့ကိုနဲ့အဆင်ပြေတဲ့အချိန်မှာလာပြီးတော့ join လို့ရရပေါ့နော်ကဲအားလုံးပဲစစ်မိတန်အနေဖိတ်ခေါ်လိုက်ပါတယ်တနင်္ဂနွေနေ့ March 1ရက်နေ့တွေ့ကြမယ်